2021ခုနှစ်ဝန်းကျင်တုန်းကကမ္ဘာကားလောကမှာထူးခြားတဲ့စကားတစ်ခွန်းရေပန်းစားခဲ့တယ်။အနာဂတ်က EV ပဲဆိုပြီးတော့ကားထုတ်လုပ်သူတွေရင်းနှီးမြှုပ်နှံသူတွေနိုင်ငံရေးသမားတွေသတင်းမီဒီယာတွေအားလုံးကတန်နဲ့ပြောခဲ့ကြပါတယ်။ဂက်ဆိုလိုင်းကားတွေခေတ်ကုန်တော့မယ်ဒီဇယ်ကားတွေပျောက်ကွယ်သွားတော့မယ်လက်စစ်ကားတွေကကမ္ဘာကြီးကိုပြောင်းလဲပစ်တော့မယ်Tesla ရဲ့အောင်မြင်မှုကလူတိုင်းကိုအံ့ဩသင့်စေခဲ့ပြီစသဖြင့်တစ်ချိန်က start-up လေးတစ်ခုအဖြစ်စတင်ခဲ့တဲ့ Tesla က Toyota, Ford, General Motors တို့ကိုတော့ market value ရာကျော်တက်သွားခဲ့တယ်ဗျ။ Wall Street ကယင်းဒီမြုပ်နှံသူတွေက EV ကိုနောက်ထပ် Internet Revolution တစ်ခုလိုမြင်လာခဲ့ကြတယ်။အဲ့ဒီအချိန်မှာ Ford, GM, Volkswagen, Mercedes-Benz, BMW, Volvo အပါအဝင်ကမ္ဘာကားကုမ္ပဏီကြီးအားလုံးဟာ EV ပြိုင်ပွဲတွေကိုအပြေးဝင်လာခဲ့ကြတယ်။ဘီလီယံပေါင်းများစွာယင်းဒီမြုပ်နှံခဲ့ကြတယ်။ Battery factory အသစ်တွေတိစောက်ခဲ့ကြတယ် EV platform အသစ်တွေဖန်တီးခဲ့ကြတယ်တချို့ကုမ္ပဏီတွေက2030ရောက်ရင် EV only brand ဖြစ်မယ်လို့တော့ကြီးညာခဲ့ကြသေးတယ်အဲ့ဒီအချိန်မှာလူတိုင်းယုံကြည်ခဲ့တဲ့အရာတစ်ခုရှိပါတယ် EV revolution ကိုဘယ်သူမှတားဆီးလို့ရနိုင်မှာမဟုတ်ဘူးဆိုတာပဲဖြစ်ပါတယ်ဒါပေမဲ့2026ရောက်လာတဲ့အချိန်မှာတော့အခြေအနေကအနှဲငယ်ပြောင်းလဲလာခဲ့တယ်ဗျ။ဘာပြောင်းလဲသွားတာလဲ EV တွေမရောင်းရတော့လားမဟုတ်ပါဘူး။ဒါပေမဲ့မျော်လင့်ထားသလောက်အချိန်မပြင်းတော့တာပဲဖြစ်ပါတယ်။ကားကုမ္ပဏီတွေစတင်သတိထားမိလာကြတယ်။ယင်းနှီးမြှုပ်နှံသူတွေကစတင်မေးခွန်းထုတ်လာကြတယ်။အဲ့ဒါကတော့ EV revolution ဟာသူတို့ထင်ထားသလိုတကယ်ပဲလွယ်ကူပါမလားဆိုတာပဲဖြစ်ပါတယ်Tesla ရဲ့အောင်မြင်မှုကကားလောကကိုသာမဟုတ်ဘဲနဲ့ stock share ဈေးကွက်ကိုလည်းပြောင်းလဲပစ်ခဲ့တယ်ဗျ။ Tesla ရဲ့ share ဈေးနှုန်းတက်လာတဲ့အချိန်မှာယင်းနှီးမြှုပ်နှံသူတွေက EV နဲ့ပတ်သက်တဲ့ဘယ်ကုမ္ပဏီကိုမဆိုငွေထည့်ဖို့အသင့်ဖြစ်နေကြတယ်။ဒါကြောင့်ပဲ EV start ကုမ္ပဏီအသစ်တွေအများကြီးပေါ်လာခဲ့တယ်ဗျ။ Lucid, Rivian, Fisker နဲ့တခြား EV startup တွေကဘီလီယံနဲ့ချီပြီးတော့တန်ဖိုးဖြတ်ခံခဲ့ရတယ်။တချို့ကုမ္ပဏီတွေကကားတော်မထုတ်ရသေးပဲနဲ့ဒေါ်လာဘီလီယံများစွာတန်ကြေးရှိသွားကြတယ်ဗျ။ဒီအခြေအနေကိုစီးပွားရေးသမားတွေက Gold Rush လို့ခေါ်ကြပါတယ်။လူတိုင်းကရွှေရှာဖို့ပြေးကြသလိုလူတိုင်းက EV လောကတွေကိုအပြေးဝင်လာကြတာပေါ့။အစိုးရတွေကလည်းထောက်ပံ့တယ်။ American က EV subsidy ထောက်ပံ့ကြေးတွေလည်းပေးခဲ့တယ်။ဥရောပမှာကာဗွန် emission စည်းမျဉ်းတွေပို့ပြီးတော့တင်းကျပ်လာခဲ့တယ်။တရုတ်မှာလည်း EV ထုတ်လုပ်သူတွေကိုပုံမထောက်ပံ့အားပေးခဲ့တယ်ဗျ။အရာအားလုံးက EV အတွက်အဆင်ပြေနေပုံပေါက်ပါတယ်။ဒါပေမဲ့မထင်မှတ်တဲ့ပြဿနာတစ်ခုရှိလာခဲ့ဗျ။နီးပညာကိုကြိုက်တဲ့ဒီ early adopter နီးပညာပစ္စည်းအသုံးပြုသူတွေနီးပညာသမားတွေက EV တွေကိုဝယ်ပြီးရဲ့နောက်မှာနောက်ထပ်တစ်ဆင့်မြင့်တဲ့ mass market ပေါ့နော်ကျေပြန့်တဲ့ဈေးဝယ်ကြီးကိုရောက်ဖို့ခက်ခဲသွားတာပဲဖြစ်ပါတယ်လူတယောက် EV ဝယ်တဲ့အခါဘာတွေစဉ်းစားလဲဆိုရင်သဘောဝပတ်ဝန်းကျင်အတွက်ကောင်းမလားဆိုတာထက်နေ့စဉ်အသုံးပြုရတာအဆင်ပြေရလားဆိုတာကပိုအရေးကြီးပါတယ်စီဖြစ်ရင်9မိနစ်ပဲကြာတဲ့ကားတစ်စီးနဲ့အားသွင်းဖို့မိနစ်30ဆောင်းရတဲ့ကားတစ်စီးကိုနှိုင်းယှဉ်ကြည့်လို့ရပါတယ်မြို့ထဲမှာနေတဲ့လူအတွက်ပြဿနာမရှိပေမဲ့ခရီးဝေးသွားတဲ့လူတွေအတွက်ကတော့ခွာခြားချက်ကြီးမားပါတယ်နောက်တစ်ခုကတော့ battery ဖြစ်ပါတယ်။ကားဝယ်သူအများစုက battery ပြတ်သွားရင်ဘယ်လောက်ကုန်မလဲဆိုတာစိုးရင်ကြတယ်ဗျ။ battery brand ရှိပေမဲ့လူတွေကချင်းနှစ်ကနေ10နှစ်နောက်ပိုင်းကိုစဉ်းစားတတ်ကြပါတယ်။ဒါအပြင် resale value ကလည်းပြဿနာတစ်ခုဖြစ်လာခဲ့တယ်။ EV နီးပညာကအရန်မြန်တိုးတက်နေတော့ဒီနေ့ဝယ်ထားတဲ့ EV ကနောက်3နှစ်လောက်ရောက်ရင်နီးပညာအောင်ဖြစ်သွားတတ်လို့ပါ။အဲ့ဒီအခါပြန်ရောက်ရင်ဈေးဘယ်လောက်ကျမလဲ။ဒါကလူအများစဉ်းစားလာတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်ဗျ။ဒါပေမဲ့ EV revolution ကတော့မရက်သွားသေးပါဘူး။သို့တော့ကားကုမ္ပဏီတွေမျှော်လင့်ထားတဲ့လမ်းကြောင်းအတိုင်းမသွားတော့ပါဘူး။2021ခုနှစ်မှာလူတိုင်း EV ကိုအနာဂတ်အဖြစ်မြင်ခဲ့ကြတယ်။2026မှာတော့မေးခွန်းကပြောင်းလဲသွားပါပြီ။ EV တွေအောင်မြင်မလားမဟုတ်တော့ဘူး EV တွေကားကုမ္ပဏီတွေကိုအမျက်အစွန်းရစေနိုင်မလားဆိုတဲ့မေးခွန်းဖြစ်လာတယ်ဗျ2021ခုနှစ်မှာကားကုမ္ပဏီတွေက EV အနာဂတ်ကိုယုံကြည်ခဲ့ကြတယ်2030မတိုင်ခင် EV only brand ဖြစ်မယ်လို့ပြောခဲ့ကြသေးတယ်
ပြီးတော့ battery factory အသစ်တွေစောက်ခဲ့ကြတယ် EV platform အသစ်တွေဖန်တီးခဲ့ကြတယ်ဒါပေမဲ့အခု2024ကနေ2026အတွင်းမှာတော့အခြေအနေကအနည်းငယ်ပြောင်းလဲသွားတယ်ကားကုမ္ပဏီတွေက EV ကိုစွန့်လွတ်လိုက်တာတော့မဟုတ်ပါဘူးဒါပေမဲ့အချိန်လျှော့လိုက်ကြပါတယ်တချို့ EV project တွေကိုရွှေ့ဆိုင်းခဲ့ကြတယ်တချို့ factory တွေတိစောက်ရေးမှာနှေးကွေးသွားခဲ့ကြတယ်တချို့ EV model အသစ်တွေနောက်ကျသွားခဲ့တယ်ဘာကြောင့်လဲလို့မေးရရှိပါတယ် Ford က EV ကိုအလေးအနက်ဆုံးဦးစားပေးလှုပ်ဆောင်ခဲ့တဲ့ American ကားကုမ္ပဏီတွေကတစ်ခုဖြစ်ပါတယ်Ford ရဲ့ရည်ရွယ်ချက်ကလည်းရှင်းပါတယ် Tesla ကိုလိုက်မိဖို့ဖြစ်ပါတယ်အထူးသဖြင့် American ရဲ့လူကြိုက်အများဆုံး pickup truck ဖြစ်တဲ့ F150 ကို EV အဖြစ်ပြောင်းလဲဖို့ဖြစ်ပါတယ် F150 လိုက်တန်းနဲ့ထွက်လာတဲ့အချိန်မှာလူတိုင်းကစိတ်လှုပ်ရှားခဲ့ကြတယ် pre-order တွေထောင်ပေါင်းများစွာရရှိခဲ့တယ်မျှော်လင့်ချက်တွေရှင်းတန်လာခဲ့တယ်ဒါပေမဲ့ Ford ကလည်း EV အနာဂတ်ရောက်လာပြီလို့ပိုယုံကြည်ခဲ့တယ်ဗျဒါပေမဲ့လက်တွေ့မှာပြဿနာတွေတစ်ခုတစ်ခုပေါ်လာခဲ့တယ်ဗျအဓိကကတော့ battery cost မြင့်တက်လာတာပဲဖြစ်ပါတယ်ပြီးရင်ထုတ်လုပ်မှုကုန်ကျစရိတ်တွေမြင့်လာခဲ့တယ် demand ကမျှော်လင့်ထားသလောက်တိုးတက်မလာခဲ့ပြန်ဘူးဗျ Ford က EV တွေရောင်းနေပေမဲ့အမြတ်မရဘဲနဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်လာခဲ့ရတယ်အဲ့ဒီအချိန်မှာ industry တစ်ခုလုံးသဘောပေါက်သွားတဲ့အရာတစ်ခုရှိပါတယ် EV ရောင်းရတာနဲ့ EV ကနေပိုက်ဆံရှားတာမတူဘူးဆိုတာပဲဖြစ်ပါတယ်General Motor ကလည်း EV ကိုအားချခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ် GM က Chevrolet, Cadillac, GMC brand တွေကို EV အဖြစ်ပြောင်းလဲဖို့ကြိုးစားလာခဲ့တယ်ဒါပေမဲ့ EV transition ကသူတို့ထင်ထားတာတဲ့ပိုခက်ခဲနေပြန်တယ်ဗျ Customer demand ကအတက်အကျရှိနေတယ် Battery supply chain တွေကလည်းမတည်ငြိမ်ပြန်ဘူးဗျ Charging infrastructure ကလည်းမပြည့်စုံသေးစတဲ့အခက်အခဲတွေကအတော်မသက်နိုင်အောင်ပါပဲဒါကြောင့်ပဲ GM က EV production target တချို့ကိုပြန်လဲညှိနှိုင်းခဲ့တယ် investor တွေကလည်းမေးခွန်းပေါင်းများစွာထုတ်လာခဲ့တယ်အဲ့ဒါကတော့ EV အတွက်သုံးနေတဲ့ဘီလီယံပေါင်းများစွာကဘယ်တော့ပြန်ရမှာလဲဆိုတာပဲဖြစ်ပါတယ်ဥရောပမှာလည်းအခြေအနေကထိုနည်း၎င်းပါပဲ Volkswagen, Mercedes-Benz, BMW, Volvo တို့က EV အနာဂတ်ကိုအယံယုံကြည်ခဲ့ကြတာဗျဒါပေမဲ့အခုတော့သူတို့ရဲ့ strategy ကပြောင်းလဲလာခဲ့ရတယ်Mercedes-Benz က only EV အနာဂတ်ဆိုတဲ့စကားကိုအရင်လိုမပြောတော့ဘဲနဲ့ hybrid နဲ့ internal combustion engine model တွေကိုပိုကြကြဆက်ထုတ်သွားမယ်လို့ပြောလာခဲ့တယ်ဗျVolvo ကလည်းအလားတူဆုံးဖြတ်ချက်တွေချလာရတဲ့ Volkswagen ကတော့ပိုကြီးမားတဲ့စိန်ခေါ်မှုကိုရင်ဆိုင်နေရတယ်တရုတ် EV တွေကဥရောပမတ်ခတ်တွေကိုတလောဝင်လာနေတယ်ဈေးသက်သာတယ်ပြီးတော့နီးပညာလည်းအဆင့်မြင့်ကြတယ် Volkswagen အတွက်ပြိုင်ဘက်က Tesla တယောက်တည်းမဟုတ်တော့ပါဘူးတရုတ် EV ကုမ္ပဏီဒါဇင်ပေါင်းများစွာပါဝင်လာပါတယ် EV အယောင်ကိုထိခိုက်စေတဲ့အချက်တစ်ခုကိုလူအများသတိမထားမိကြပါဘူးအဲ့ဒါကတော့ဘန်ဒိုးတွေပဲဖြစ်ပါတယ်ဗျ2020အချိန်မှာအတိုးနှုန်းကအရန်နေပါပါတယ်ကားဝယ်ရတာအရန်လွယ်တယ်လုံးယူရတာကလွယ်တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာအတိုးနှုန်းတွေကတဖြည်းဖြည်းနဲ့မြင့်တက်လာခဲ့တယ်ကားအတွက်လားစဉ်ပေးရတဲ့အမောက်ပမာဏတွေကလည်းတဖြည်းဖြည်းပိုများလာခဲ့ပြန်တယ် EV တွေကပုံမှန်ကားတွေတဲ့ဈေးမြင့်နေသေးတဲ့အတွက်လူအများကပြန်စဉ်းစားလာရတယ်ဗျပြီးတော့ hybrid ကားဝယ်ရင်ပိုတန်မလား gasoline ကားဝယ်ရင်ပိုကောင်းမလားဆိုတဲ့မိကုန်းတွေပြန်ပေါ်လာပြန်တယ်ဒီအချိန်မှာစိတ်ဝင်စားဖို့အကောင်းဆုံးကုမ္ပဏီကတော့ Toyota ပဲဖြစ်တယ်ဗျ Toyota ကိုနှစ်ပေါင်းများစွာဝေဖန်ခဲ့ကြတယ် EV ခေတ်မှာနောက်ကျနေခဲ့တယ် Tesla ကိုမလိုက်နိုင်တော့ဘူးစသဖြင့်ပြောခဲ့ကြတယ်ဒါပေမဲ့ Toyota က EV တစ်မျိုးတည်းကိုမယုံခဲ့ပါဘူး Hybrid ကိုစက်ကင်ထားခဲ့တယ် Plug-in Hybrid ကိုစက်ဖွင့်ပြအောင်လုပ်ခဲ့တယ် Hydrogen ကိုစက်ပြီးတော့သူတည်တနာလုပ်ပြန်တယ်ဗျဒါပေမဲ့ EV တွေကိုလည်းဆက်လက်ဖွင့်ပြအောင်လုပ်ဆောင်နေသေးပါToyota ရဲ့ philosophy ကရိုးရှင်းနေဗျာ customer တယောက်ချင်းစီရဲ့လိုအပ်ချက်ကမတူဘူးဒီတော့လူတိုင်း EV ကိုမလိုအပ်ဘူးဆိုတဲ့အတွေးပဲဖြစ်ပါတယ်2026ရောက်လာတဲ့အချိန်မှာတော့ Toyota ရဲ့အတွေးအခေါ်ကိုလူတွေပြန်လှည့်ကြည့်လာရတယ်ဒါဆိုကားကုမ္ပဏီကြီးတွေက EV ကိုစွန့်လွတ်လိုက်ကြပြီလားဆိုရင်လုံးဝမဟုတ်ပါဘူးသူတို့က EV ကိုဆက်ထုတ်နေတုံးပဲဖြစ်ပါတယ်ဒါပေမဲ့2021တုန်းကလို့မျက်စိမှိတ်ပြီးတော့မယုံတော့ပါဘူးအခုသူတို့လုံနေတာက reality နဲ့ကိုက်ညီတဲ့ strategy ကိုပြန်လဲတည်ဆောက်နေတာဖြစ်ပါတယ်ဒီဇလန်မှာနောက်ထပ်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုရှိနေပါသေးတယ်အဲ့ဒါကတရုတ် EV ကုမ္ပဏီတွေပဲဖြစ်ပါတယ်ဒီ EV revolution အချိန်ချော့လာတဲ့အချိန်မှာလူအများကမေးခွန်းတစ်ခုမေးလာကြပါတယ် EV ခေတ်ပြီးသွားပြီလားအဖြေကတော့မဟုတ်ပါဘူး EV revolution ကမရက်သေးပါဘူး
ဒါပေမဲ့အခုချိန်မှာ EV industry ရဲ့ဒုတိယအဆင့်ကိုရောက်လာတာပဲဖြစ်ပါတယ်ပထမအဆင့်မှာတော့ EV တွေရောင်းနိုင်မလားဆိုတာအရေးကြီးပါတယ်အခုတော့ EV တွေကအမြတ်ရနိုင်မလားဘယ်ကုမ္ပဏီကအသက်ရှင်ကြံရစ်မလဲဆိုတာကအရေးကြီးတာဖြစ်ပါတယ်ကမ္ဘာကားလောကမှာအကြီးမားဆုံးအံ့ဩသင့်စရာဖြစ်ရတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတရုတ် EV ကုမ္ပဏီတွေရဲ့တိုးတက်မှုပဲဖြစ်ပါတယ်လွန်ခဲ့တဲ့10နှစ်ခန့်ကတရုတ်ကားဆိုရင်လူအများမယုံခဲ့ကြဘူး quality မကောင်းဘူး technology နောက်ကျတယ်ဆိုပြီးမြင်ခဲ့ကြတယ်ဒါပေမဲ့ဒီနေ့မှာတော့အခြေအနေကလုံးဝပြောင်းလဲသွားပါတယ် BYD, Geely, XPeng, NIO, Leaf Auto စတဲ့တရုတ်ကားကုမ္ပဏီတွေကကမ္ဘာ EV ကားဈေးကွက်ကိုလှုပ်ခတ်စေခဲ့ပါတယ်အထူးသဖြင့် BYD က Tesla ကိုဓာတ်ရိုက်စိန်ခေါ်နိုင်တဲ့အဆင့်ကိုရောက်လာတယ်တရုတ် EV ကုမ္ပဏီတွေရဲ့အားသာချက်ကဘာလဲအဖြစ်က supply chain ဖြစ်ပါတယ်သူတို့က battery ကိုကိုယ်တိုင်ထုတ်လုပ်တယ် motor ကိုကိုယ်တိုင်ထုတ်လုပ်တယ် raw material ကိုလည်းသူတို့ရဲ့ပတ်ဝန်းကျင်မှာပဲထိန်းချုပ်ထားနိုင်ပြန်တယ်ဗျဒါအကြောင်းကုန်ကျစရိတ်ကိုပြိုင်ဘက်တွေထက်ရှော့ချနိုင်ကြတယ်ကားတစ်စီးရောင်းလိုက်တိုင်းအမြတ်နည်းနည်းပဲရရင်တော့သူတို့က market share ကိုရယူနိုင်ကြတယ်ဒါက American နဲ့ Europa ကုမ္ပဏီတွေအတွက်အကြီးမားဆုံးချိန်ချောက်မှုဖြစ်လာတယ်Tesla အကြောင်းပြောရရင်တော့ပိုစိတ်ဝင်စားဖို့ကောင်းပါတယ် Tesla က EV revolution ကိုစတင်ခဲ့တဲ့ကုမ္ပဏီဖြစ်ပါတယ်ဒါပေမဲ့ Tesla ရဲ့ပြဿနာကတော့ BYD နဲ့တခြားတရုတ် EV ကုမ္ပဏီတွေနဲ့ဈေးနှုန်းစစ်ပွဲဆင်နွှဲနေရတာဖြစ်တယ်ဒီတော့ Tesla ကလည်းမဖြစ်မနေဈေးလျှော့ရတယ်ဗျ profit အမြတ် margin တွေကျလာတယ် competition တွေကများလာတယ်ဒါပေမဲ့ Tesla ကတခြားကားကုမ္ပဏီတွေလိုတော့မဟုတ်ပါဘူး Elon Musk ရဲ့အမြင်မှာတော့ Tesla ကကားကုမ္ပဏီတစ်ခုလုံးဝမဟုတ်ဘူးဗျtechnology ကုမ္ပဏီဖြစ်ပါတယ် AI ကုမ္ပဏီဖြစ်တယ်ပြီးတော့အခုဆိုရင် Tesla ရဲ့အနာဂတ်က EV ပေါ်မှာပဲမှီခိုနေတာမဟုတ်တော့ဘူး autonomous driving robot tax artificial intelligence energy storage humanoid robot စတဲ့နယ်ပယ်တွေမှာလောင်ကြီးတွေထက်လာခဲ့တယ်ဗျ Tesla ရဲ့ strategy ကတော့အရန်ကိုရိုးရှင်းတယ်အခုခေတ်ကမ္ဘာကြီးမှာကားရောင်းနဲ့မလုံလောက်တော့ဘူးဆိုတာကိုသူတို့ကရှင်းလင်းစွာသိနေကြတာပဲဖြစ်ပါတယ် Tesla နဲ့ BYD တို့ပြိုင်နေချိန်မှာ Toyota ကတိတ်တိတ်လေးနေခဲ့တယ်ဗျ EV အကြောင်းလူတိုင်းပြောနေချိန်မှာ Toyota က hybrid ကိုပိုကောင်းအောင်ဆက်ဖွင့်ပြအောင်လုပ်နေခဲ့တယ်တချို့ analyst တွေက Toyota ကိုနောက်ကျနေပြီလို့ပြောခဲ့ကြတယ်ဒါပေမဲ့ Toyota ကသူတို့ strategy ကိုမပြောင်းလဲခဲ့ဘူးဒီနေ့မှာတော့ hybrid demand တွေပြန်တက်လာခဲ့တယ် consumer အများစုအတွက်လက်ရှိကမ္ဘာအပြောင်းလဲတွေနဲ့မငြိမ်မသက်မှုတွေကြောင့် EV ကအဆင်မပြေသေးတဲ့အခြေအနေတွေပိုများလာတယ်ဗျ charging infrastructure တွေမလောက်တာပြီးတော့တကယ်သားကမ္ဘာမှာစင်မီဝါးတွေသူတို့နေရာကိုရောက်လာခဲ့ရင် EV ကားနဲ့ survival လုပ်ဖို့မဖြစ်နိုင်ပါဘူးဗျ battery အတွက်စိုးရိမ်မှုတွေကရှိနေရပြန်တယ်အဲ့ဒီကြားထဲမှာ hybrid ကအလဲလက်ဖြည့်ရှင်းပြီးလက်တလုံးမှာအကောင်းဆုံးရွေးချယ်မှုဖြစ်လာတယ် Toyota က EV ကိုစန့်ကျင်တာတော့မဟုတ်ဘူးဒါကြောင့်ပဲ Toyota BZ brand နဲ့ EV တွေအလုံးရင်းနဲ့ထုတ်လုပ်နေသေးတယ်ဒါပေမဲ့ EV တစ်ခုတည်းကိုတော့ Toyota လုံးဝမယုံကြည်ဘူးဗျအခုချိန်မှာတော့ Toyota ရဲ့အဲ့ဒီ strategy ကမှန်နေခဲ့တာလားဆိုတဲ့မေးခွန်းကပို့ပြီးတော့ထွက်ပေါ်လာနေရဗျလူများထင်တာက Tesla နဲ့ BYD ရဲ့ပြိုင်ဆိုင်မှု EV နဲ့ gasoline ရဲ့ပြိုင်ဆိုင်မှုဆိုတဲ့စစ်ပွဲတွေဖြစ်ပါတယ်ဒါပေမဲ့အမှန်တကယ်စစ်ပွဲကအဲ့ဒါတွေမဟုတ်ပါဘူးအမှန်တကယ်စစ်ပွဲက cost နဲ့ technology ငွေကြီးနဲ့နည်းပညာပဲဖြစ်ပါတယ် BYD က cost ကိုအားထားတယ် Tesla က software နဲ့ AI ကိုပိုအားထားတယ် Toyota က reliability နဲ့ hybrid strategy ကိုအားထားတယ်ဗျ Ford GM Volkswagen တို့ကတော့အလဲမှာရုန်းကန်နေခဲ့ရတယ်သူတို့အနေနဲ့ EV ကိုဆက်လက်ထုတ်လုပ်နေရတယ်တစ်ချိန်တည်းမှာပဲ ICE business ကိုလည်းမစွန့်လွတ်နိုင်ပြန်ဘူးဒါကြောင့်ပဲဒီအုပ်စုက PR အများဆုံးခံနေရတယ်အုပ်စုဖြစ်လာခဲ့တယ်2021ခုနှစ်မှာကမ္ဘာကားလောကရဲ့သမိုင်းက EV တွေအနိုင်ရမလားဖြစ်ခဲ့ပါတယ်2026ခုနှစ်မှာတော့မိကုံးကပြောင်းသွားတယ်ဘယ်ကုမ္ပဏီက EV transition ကိုအသက်ရှင်ကြံရစ်နိုင်မလဲဆိုတဲ့မိကုံးဖြစ်လာပါတယ်BYD ကဈေးနှုန်းနဲ့တိုက်ခိုက်နေတယ် Tesla က AI နဲ့တိုက်ခိုက်တယ် Toyota က hybrid နဲ့တိုက်ခိုက်တယ်ဗျအနိုင်ရတဲ့သူကိုဘယ်သူမှမသိသေးပါဘူးဒါပေမဲ့သိချတာတခုတော့ရှိပါတယ် EV revolution ဟာမပြီးဆုံးသေးပါဘူးအခုချိန်က EV revolution ရဲ့အခက်အခဲဆုံးအပိုင်းကိုရောက်နေပါပြီဒါဆိုလာမယ့်9နှစ်အတွင်းကမ္ဘာကားလောကကိုဘယ်သူကအုပ်စိုးမလဲဈေးသက်သာတဲ့ BYD လား AI နဲ့ autonomous driving ကိုဦးဆောင်နေတဲ့ Tesla လားဒါမှမဟုတ် EV တစ်ခုတည်းကိုမယုံတဲ့ Toyota လားEV revolution ရဲ့အနိုင်ရသူကဘယ်သူဖြစ်မလဲဒါမှမဟုတ် EV ဆိုတာကားလောကရဲ့အနာဂတ်ဖြစ်ပေမဲ့လူတွေထင်ထားသလို EV တစ်မျိုးတည်းရပဲအနာဂတ်မဟုတ်ဘူးဆိုတဲ့ Toyota ကအစကတည်းကမှန်ခဲ့တာလား
ဒီမေကုန်းတွေရဲ့အဖြေကိုတော့လာမဲ့နှစ်အနည်းငယ်အတွင်းကဘာကားဈေးကွက်ကပဲတည်ပြီးသွားမယ်လို့ထင်ပါတယ်လူဂျီမီနဲ့ရော EBK ရဲ့နောက်ဆုံးအနိုင်ရသူဘယ်သူဖြစ်မလဲဒီရှေ့ကမေကုန်းတွေကအဖြေကဘာတွေဖြစ်သွားမလဲဆိုတဲ့အမြင်လေးတွေကို comment မှာပြောပေးခဲ့ကြပါဦးကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင်တော့ like subscribe နဲ့ notification လေးတီးထားခဲ့ဖို့မမေ့စေချင်ပါဘူးမင်္ဂလာရှိသောနေ့လေးဖြစ်ပါသည်